ငါတို့အားလုံးငရဲမှာဖျားလည်းမกินနိုင်တော့တရားလည်းမกินနိုင်တော့ရွှေရှိသူလဲဒီငရဲငွေရှိသူလဲဒီငရဲမျက်နှာမွေးလဲဒီငရဲပါပဲတချို့တွေမကောင်းမှုကိုအကျဉ်းတစ်ထောင်ထက်မနည်းလှုပ်ဆောင်နေငါတို့အားလုံးကကောင်းမှုပြုပြီးအရှင်လက်လက်ငရဲထဲမှာခံနေရတယ်ရေတံကိုကြောက်ရတာလဲဒီတိုင်းပြည်လေတံကိုကြောက်ရတာလဲဒီတိုင်းပြည်အခုငလျင်တံအတွင်းမှာစစ်တံကိုခံနေရတဲ့လားအိုးလောကပါလာနတ်ပေါင်းတို့တရားမျှတမှုကဘယ်မှာအာနာယူမြကြရှောင်းဖေကငါတို့အားလုံးဟာငရဲမှာຫນွေဦးလာဖြစ်